အားလုံးပဲမင်္ဂလာပါရှင် The Black Cat Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြပေးမှာတော့အစာရေးဆရာလူမြန်မာရဲ့ကလောကချီလမိုင်းတရေမဆိုတဲ့ဖြစ်ရမှဇလန်လေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုဇလန်လေးမစခင်ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ရှင်ကလောမှာနေစဉ်ကချီလမိုင်းတရေမဆိုတဲ့အမည်ကိုစပြီးကြားဖို့ခဲ့တာပါချီလမိုင်းဆိုတာပအိုးဘာသာစကားနဲ့အရက်ရှိတရေလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ကလည်းဒေတာအခေါ်အဝေါ်အတိုင်းအဆိုပါတရေမကိုချီလမိုင်းလို့ပဲခေါ်ပါတယ်ကလောမှာနေစဉ်ကကျွန်တော်တို့မိသားစုကတက်တော်မျိုးနယ်မှုအိမ်မှာနေရတာပါအဖေကကလောမျိုးနယ်မှုအဖြစ်တာဝန်ထမ်းဆောင်နေချိန်မို့ပေါ့ချီလမိုင်းတရေမကတော့ကလောတက်တော်ရုံဝင်တွေကယူကလစ်ပင်ကြီးတစ်ပင်မှာနေတဲ့တရေမကြီးပါအဲ့ဒီအချိန်ကမြို့နယ်မှုအိမ်ကရှေးဟောင်းအိမ်မှုကြီးအပေါ်ထပ်မှာဖြစ်ပြီးအောက်ထပ်မှာမြို့နယ်မှုရုံးထိုင်ပါတယ်အခုတော့မြို့နယ်မှုအိမ်ကရခင်နေရမဟုတ်တော့ဘူးလို့သိရပါတယ်ချီလမိုင်းတရေမအဆိုပါအရက်ရှိဒေတာခန်တွေကအစစ်အဆက်ခေါ်ခဲ့ကြတဲ့အမည်ဖြစ်ပြီးရခင်ကကျွန်တော်ရေးဖို့တဲ့ကလောတစ်တော်မြို့နယ်မှုနေအိမ်ကမြစ်ချုတရေမတော့မတူပါဘူးမြစ်ချုတရေမအဖေအမိန်နဲ့နေထုတ်ခဲ့ရပြီးအိမ်အောက်ထက်အယုံပေးရှိယူကလစ်ပင်တို့ရောက်ရှိသွားပါပြီချီလမိုင်းတရေမတော့ရုံဝင်းဝင်ပေါက်တကအနည်းရှိယူကလစ်ပင်ကြီးတစ်ပင်မှာနေပါတယ်မြစ်ချုတရေမရခင်အင်္ဂလိပ်ခေတ်တစ်တော်ဝန်ထောက်ရဲ့တမီးဖြစ်ပြီးကျိုးဆွဲချတက်သွားတယ်လို့သိရှိရတော့လေချီလမိုင်းတရေမရဲ့ဇလံကိုမူကျွန်တော်တို့မတီးရချေသူမနဲ့နဖူးပြဒူးပြကြုံခဲ့ရတာတော့ကျွန်တော်တို့ကလေးတွေစုပြီးစော့နေကြတဲ့ညတညမှာပါအဲ့ဒီချိန်ကကျွန်တော်က6တန်းညီလေးက4တန်းနှစ်ပေါ့ညတိုင်းကလေးတွေစုပြီးတနက်ပြတိုင်းစော့လေးရှိပါတယ်1နေရာယူ2အစင်1 3ကြည်စံထက်4မောင်းချိန်5တနက်တိုင်6ပြစ်နိုင်ပြီဆိုတဲ့ကစားနည်းလေးပါတရားမဝင်တစ်တွေကိုဖမ်းပြီးရုံးဝင်းနဲ့စုပုံထားတဲ့တက်လုံးပုံကြီးတွေကိုအကအကွယ်ယူပြီးကျွန်တော်တို့ကလေးတွေကစော့ကြပါတယ်တချို့ကတော့တစ်ပင်တွေနောက်မှာနေရာယူကြတာပေါ့စော့ရပါပြီမဲ့တစ်ပုံတွေနောက်ကိုကဲ့ရင်တော့တတိထားရပါတယ်အကြောင်းကတစ်ပုံတွေအောက်မှာအမွေကြီးတွေကခိုးအောင်နေတဲ့ချင်းကြောင့်ပဲထို့တော့ပေါ်အောင်စော့ကစားနေရင်ခဏအကြာမှာတော့ကျွန်တော်တို့နဲ့အတူစော့နေတဲ့ထဲကကလေးတယောက်ရဲ့ငိုတန်းထွက်ပေါ်လာခဲ့ပါတယ်တရေမကြီးအပင်ပွားနေဇက်ထိုးကြီးဆင်းလာတယ်သူကတစ်ပုံနဲ့မလန်းမကန်းကယူကလစ်ပင်ကြီးတစ်ပင်အောက်မှာတနက်တလက်နဲ့ပုံးနေကြောက်လန့်ကြအော်နေရပါသူ့ရဲ့အော်တန်ကြောင့်ဝန်ထမ်းလိုင်းခန်းတွေထဲကလူတွေပြေးလာကြပါတယ်ခဏနေတော့သူမိဘတွေလည်းရောက်ပြီးသူ့ကိုအိမ်ပြန်ခေါ်ရကြပါတယ်အဲ့ဒီနေရာစပြီးညနေ6နာရီနောက်ပိုင်းကျွန်တော်တို့ကလေးတွေကိုဝင်နေထပ်မဆွဲရတော့ပါဘူးဒါကိုကျွန်တော်တို့ကမကျေနပ်ပါဘူးမိခင်ဘက်အကြောင်းတော့ကျရှင်တက်နဲ့ပျော်ရွှင်စွာဆော့ရတဲ့အချိန်ကဒီလိုညချိန်လေးပဲရှိတာမဟုတ်လားမကျေနပ်ပေမဲ့ဘာမှတော့မတတ်နိုင်ပါဘူးဘယ်ကလေးမှညဘက်ထပ်မဆော့ကြတော့လို့ကျွန်တော်တို့ညီကိုထွက်လို့ရခဲ့ရင်တော့ပျော်စရာပဲကောင်းပါတော့မလဲဒီကြားတဲ့ရုံးဝင်းတကားထိတ်ကင်းတဲ့မှာညဆောင်တဲ့လူတွေကိုချီလမိုင်းတရေမှ6နှစ်နာဆောင်နာမည်ကြီးပို့ဆိုပြီးညထွက်ဆော့ရဖို့မျိုးလေးဆက်ကမရှိတော့ပါဘူးဒီနေ့စနေတနင်္ဂနွေကျောင်းပိတ်ရက်တရက်မှာကျွန်တော်တို့ရုံးဝင်းတွေကကလေးတွေစုပြီးရုံးအရှိဘက်ကဘော်ဒီကုန်းဘုံကြီးကျောင်းကိုနေ့ခင်မှာထွက်လာခဲ့ကြတယ်ဘော်ဒီကုန်းကနေဆက်သွားရင်ကျွဲလူအိုင်တို့ဘာတို့စီရောက်ပါတယ်ကျွန်တော်တို့အဖွဲ့ကပေါ်စစ်တနက်တွေတစ်သားတုပ်တွေနဲ့ရုံးဝင်းထဲကနေစုပြီးသွားရင်ကျွဲလူအိုင်အထိပဲသွားပါတယ်ကျွဲလူအိုင်ကိုကြော်ပြီးသွားရင်လူသားစားလူရိုင်းတွေနေတဲ့အရွာကိုရောက်တယ်လို့လူကြီးတွေကပြောလို့ဆက်မသွားကြတာပါကျွဲလူအိုင်ကိုတွားရလမ်းမှာစတော်ဘယ်ရီလိုပဲစားကောင်းတဲ့အဝါရောင်အစင်းရှိတဲ့ဆူတီအလေးစားပေါက်တဲ့မတ်မွန်တီတက်တော်တီးတွေကိုခူးစားသွားကြပါတယ်ကလေးဘဝမှာအရန်ပြုတ်ဖို့ကောင်းခဲ့တာပေါ့အခုတော့ကျွဲလူအိုင်တစ်လျှောက်မှာအရင်တော့မထူတော့ပဲအင်ကြီးအိမ်ကောင်းတွေနဲ့စီကားနေပါပြီဘောလီကုန်းဘုံကြီးကျောင်းဝင်းကျင်အားထင်းရှုပ်ပင်တွေကြားမှာအိမ်အတွက်တိုးစရာရရင်အလုံးကငါလာဖိုးပင်များကိုမြေကြီးထဲကနေကျွန်တော်တို့ကလေးတစ်တိုက်တွေးယူနေကြပါတယ်ဒါကလေကျွန်တော်တို့ရဲ့ကလေးဘဝပျော်ရွှင်စွာဆော့ကစားနည်းတစ်ခုပါပဲအဲ့ဒီအချိန်မှာပဲဘုန်းကြီးကျောင်းထဲကနေကျွန်တော်တို့ကိုအမြဲတမ်းမုံပေးတဲ့ရေးစာတွေကိုစွန့်တက်တဲ့တက်တော်လွန်စွာကြည်ရင်ပြီးဖြစ်တဲ့ဘုံဘုံကထွက်လာပြီစကားလေးတို့ကလေးတွေဆော့တဲ့အတန်ကိုညဖက်လမ်းပြီးမကြားရတာကြားပါပြီကောညဖက်မဆော့ကြတော့ဘူးလားကွဘုံဘုံရဲ့စကားကြောင့်ကျွန်တော်တို့လည်းရုံဝင်းထဲနဲ့တောင်းချမ်းနေတဲ့ချီလမိုင်းတရေမရဲ့အကြောင်းကိုထောက်ထားလိုက်ကြပါတယ်ဘုံဘုံလည်းတွေးဆဟန်ဖြစ်ဒီကိစ္စကိုဖုံဖုံကူညီပေးပါမယ်။လက်ဖြံအားစပြီးတကားလေးတို့တွေစိတ်ဖြောင်းလက်ဖြံဖက်ဆော့ကြပြီတော့။ဒါပေမဲ့ဂိတ်ကိုတော့မှာထားပေးပါ။ပညာ10နာရီလောက်ဖုံဖုံကြောက်လာခဲ့မယ်။ဝင်းတကားကိုဖွင့်ထားပေးပါလို့။ဖုံဖုံရဲ့စကားကြောင့်ကျွန်တော်လည်းအားရဝမ်းသာဖြစ်အဖေကိုပြေးပြီးပြောပြလိုက်ပါတယ်။ည10နာရီလောက်ဂိတ်တကားဖွင့်ပေးထားဖို့ပေါ့။ညတဖြည်းဖြည်းမှောင်လာခဲ့ပါပြီ။ကျွန်တော်တို့သုံးဝင်းလုံးလည်းဖုံဖုံကြောက်လာမှာကိုမျှော်လင့်ပြီးစိတ်ဝင်စားနားဆွနေကြပါတယ်။ကျွန်တော်ကအိမ်ပေါ်ကနေရုံးဝင်းတကားကိုည9နာရီလောက်ထဲကငေးကြည့်နေမိတာပါည10နာရီထိုးကနေတော့ဘောဒီကုန်းဘက်ကနေတဖြည်းဖြည်းလာနေတဲ့တက်မြောင်တစ်ခုကိုလမ်းမြင်လိုက်ရပါတယ်အဲ့ဒါကိုမြင်တာနဲ့ကျွန်တော်ကအိတ်ခမ်းမှာထိုင်နေတဲ့အဖေနဲ့အမေကိုပြေးခေါ်လိုက်ပါတယ်
ဝင်းတကားဖွင့်တဲ့ကြောင့်ကျွန်တော်တို့လိုပဲတခြားအိမ်တွေကလည်းထွက်ကြည့်နေကြပါပြီဝင်းထဲမှာနှစ်ထပ်အိမ်ကကျွန်တော်တို့အိမ်ပဲရှိတာမို့တခြားသူတွေကတော့မြင်ရအောင်သူတို့အိမ်တွေကနေအပြင်အထိထွက်ပြီးရက်ကြည့်နေကြတာပါဒါပေမဲ့ကြီးလမိုင်းတရဲမှနေထိုင်ရာယူကလစ်ပင်ကဝန်ထမ်းလိုင်းခန်းတွေကနေဆိုရင်အနေငယ်လမ်းသာဆောင်သူတို့ရှင်းရှင်းလင်းလင်းတော့မြင်ရမယ်မထင်ပါဘူးမိပြက်နေတာမို့ရုံဝင်းထဲရှိလမ်းမိတိုင်တွေကလည်းမြည်မလင်းကျွန်တော်တို့ကအိမ်အမြင့်ပေါ်မှာဖြစ်ပြီးဖုံဖုံလက်ထဲမှာလက်လိုက်တက်မိအောင်ဂိမ်းမှာဖုံဖုံအကူညီရအောင်လိုက်ပါလာတဲ့လူနှစ်ယောက်ရဲ့လက်ထဲမှာတက်မိအောင်နေကြောင်းလားအတော်အသင့်လမ်းမြင်နေရပါတယ်ထို့သူနှစ်ယောက်ကတက်တိအလွန်ကောင်းတဲ့အဖေရဲ့တပည့်အရင်များဖြစ်ကြပါတယ်ဖုံဖုံကိုကူညီပေးနိုင်ဖို့အခုညလိုက်ထို့သူနှစ်ဦးကိုအဖေကတမင်တကာတောင်းဝန်ပေးတာချင်းဖြစ်မှာပဲလို့လည်းတွေးမိပါတယ်ထို့သူတွေထဲကတယောက်ကနောက်အခါဆုံးနဲ့ပတ်သက်တဲ့ပရလောကအဖြစ်တခုကြောင့်တိတ်ဆုံးခဲ့ရပါတယ်ထီလမိုင်းတရဲမှတောင်းကျတဲ့ယူကလစ်ပင်အောက်ရောက်တော့ဖုံဖုံကပါလာတဲ့အိတ်ထဲမှာအရာတွေနဲ့စပစ်ပါတော့တယ်။အဆက်ကလည်းတစုံတရာကိုမှန်ပါပါနဲ့ရွတ်ဆွနေတာပေါ့။ကာထာတပုတ်ကိုရွတ်ဆွနေပုံပါပဲ။ရွတ်ဆွနေတဲ့အတန်ကကျေလောင်ပြီးတိတ်ဆိတ်တဲ့ညအစိမ်မှုဖုံဖုံရဲ့အတန်ကိုအင်ပေါ်မှာအနှင်းငယ်စားရတော့လေအသေးပဲကမသိရှိပါ။အဖေတပည့်နှစ်ယောက်ကဖုံဖုံရဲ့နောက်ဘက်ကနေယူကလစ်ပင်ကိုမိထိုးထားပေးကြပါတယ်။ခဏနေတော့အပင်ပေါ်ကနေလူနဲ့ပုံရိပ်တံတူတဲ့ဖြူဖြူရှည်ရှည်ကြီးတစ်ခုကျလာပါတယ်။ဖုံဖုံကထို့ဖြူဖြူရှည်ရှည်ကြီးနားပုတ်တက်သွားပြီး9မိနစ်လောက်ရွတ်ဖက်ပြောဆိုနေပါသေးတယ်။ထို့နောက်မှာတော့ဖုံဖုံကဘသူ့ကိုမှမကြည့်နှုတ်မဆက်တော့ပဲဘောဒီကုန်းဘက်ကိုပြန်လည်ထွက်ခွာသွားပါတော့တယ်။အဆိုပါထီလမိုင်းတရဲမကြီးကလည်းဖုံဖုံရဲ့နောက်ကနေတရွေ့ရွေ့လိုက်ပါသွားတာကိုထောက်ဝဝေးကနေလမ်းပြီးတက်မီထိုးပေးနေတဲ့အဖေတဲပဲနှစ်ယောက်ရဲ့မြေအောက်ကနေအတိုင်းသားမြင်နေရတာပေါ့။အတော်လေးမြင့်တဲ့ဖြူဖြူကောင်ကြီးပါ။10ပေလောက်ရှိမယ်ထင်ပါတယ်။ဒါကြောင့်လေပိုးတွေကသူတို့ဘာသာစကားနဲ့ထီလမိုင်းအရက်ရှိတရဲလို့ခေါ်ကြတာပေါ့။သူတို့ကိုကြည့်ရင်ရုံးဝင်းထဲကခွေးတွေကဝိုင်းဦးကြတာဆူညံသွားတော့တာပဲအမေလည်းကျွန်တော်တို့ညီကိုပရိရေတိုက်ပြီးအိတ်ခံလိုက်ပါတယ်အိမ်နေရာစပြီးထီလမိုင်းတရဲမှာဘောဒီကုံဘုံကြီးတောင်ဝန်းကျင်ကထင်းရှုပ်ပင်ကြီးတစ်ပင်စီကိုပြောင်းရွှေ့သွားခဲ့ပြီးကျွန်တော်တို့တစ်တော်ဝင်းထဲမှာမရှိတော့ဘူးလို့လူတွေကဆိုကြပါတယ်ကျွန်တော်တို့ကလေးတိုက်လေညဖက်ရုံးဝင်းထဲမှာအရင်လိုပဲပြန်လည်ကစားခွင့်ရခဲ့ပါတယ်ရုံးဝင်းထဲမှာဆူဆူညံညံနဲ့ပျော်ရွှင်စွာဆော့ကစားနေတဲ့ကလေးတွေရဲ့အတန်မျိုးကြားနေရရင်ထီလမိုင်းတရဲမှာဘောဒီကုံထင်းရှုပ်ပင်ကြီးတွေပေါ်ကနေဒေါသအတွက်စိတ်ဆိုးနေမလားတော့မသိပါဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲနော်နောက်ရက်တွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်ပရလောကဆက်လန်းတွေကိုပြပြတင်ဆက်ပေးအောင်မှမို့ဆက်ဆက်စောင့်မျှော်အားပေးကြဖို့မမေ့နဲ့အောင်နော်အခုဆက်လန်းလေးကိုအဆုံးထိနားဆင်ခန်းစားပေးခဲ့ကြသူများလို့ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျမတို့ရင်ကျဲပါ